ကကျွန်တော်တို့မောင်ရှီတို့ဘက်ဆယ်ကျွန်တော်တို့အေးချောင်းညတော့ကျွန်တော်တို့ဒါတပွဲဆော့ပြီးပြီပေါ့နော်ကျွန်တော်တို့ဒီညမှာလဲဒါကျွန်တော်တို့မကြည်ပွဲထက်တီးတယ်ကျွန်တော်တို့အိုးဘိုးရှင်940ဒီကတော့အဲဘုံအလှလေးပဲအပြတ်သွားဦးဆောက်ပြီးစစ်လိုက်တော့ပြက်ရှင်နေမယ်လဲရှေားရရောက်လေးလိုက်တော့ဒီလိုပွဲမျိုးလေးတွေအဲဘုံဒီတော့သွင်းတော့မှာဒီကွန်တို့အဲဘုံပြန်ကျွေးတာထဲမှာကိတ်ကြီးပဲရောက်လို့အဲမှာတိတ်ပြီးတော့အစီအပြေမနေဘူးသွင်းတော့မှာတော့တိုင်းတို့အိုးအဲဘုံချက်ကလေးနေတော့ထဲမှာကိတ်ကြီးပဲရောက်နေအိုးလာလိုက်ကြ right time ဘယ်လက်ကကြီးကွန်တို့အဲဘုံချောရရောက်ရေးဘယ်ရှော့သူ့မှာဒါဒီကွန်ရဲ့ game နဲ့ပဲ2လေးပါနော်တာကြီးတစ်စတင်လာတော့မယ် game နဲ့ပဲ2လေးဒီကွန်တို့လဲလာရောက်ပြီးစစ်ဟုတ်တယ်လာတော့တော့တာကြီးလေးချောင်းရဒီမလွယ်ကူလာတော့ရောက်ရေးအားဒီလေးချက်တော့ကန်ထားတယ်သူတို့လုံးလုံးနဲ့တော့ခြံခဲ့သေးတယ်မောင်ရှိလူအိုးလာရောက် right time အဲ့ဒီတစ်ချက်ဟာအားဒီမပြန်ကန်သွားတော့ရှော့ပြီပေါ့တာကြီးကွာ